အခန်းတကားကိုတဒုံဒုံထုနေတဲ့အတန်ကြားပြီဆိုသူဘလောက်ပဲနှိမ့်ချိုက်စွာအိပ်ပျော်နေပါစေချက်ချင်းထရရေးပဲတခါတလေအိတ်ချင်စိတ်ကြီးစိုးနေတဲ့အချိန်လားဆိုသူ့စိတ်တွေဟာဒေါသတွေကြောင့်ဆူဝင်လာမြဲပါဇက်ကကျုပ်ခနေစုပ်တဲ့မိကတကြီးတရိုင်နဲ့ထရင်တစ်ဖက်ခန်းစီကိုခက်ညင်ညင်ပဲကူးလာခဲ့တယ်အချလို့ကလည်းမဖြစ်ဘူးတကားပေါင်ကိုတဒုံဒုံထုနေတာကိုကျင်လာပြီသူခန်းထဲကိုဝင်လိုက်တာနဲ့တထောင်ထောင်ထနေတဲ့ဒီနက်တွေကစီးကြိုတယ်အိမ်မုံစုံမထလာတဲ့သူ့ချီတွေကစီးကျလာတဲ့ဒေစီကြောင်းတွေအဆောင်ရှားနိုင်မဲ့တက်နေမိတာမို့ချော်ကြမလို့အောင်ဖြစ်သွားသေးတယ်အဖေအောက်မှာခင်းထားတဲ့အဝိတ္တထဲလုံးနဲ့တေးတွေနဲ့ရွှဲနစ်နေရုံမကောင်းဘူးအောက်ကိုယ်တော်စီးကြလေအိယာဗိနာမှာလေတေးဆူဝိတ္တွေကတောင်းလို့ပုံနေပြီဟာအဖေကလည်းခဏလေးတော့မအောင်နိုင်ဘူးဗျာခန်းလုံးလေးချင်းနေနဲ့ဟောင်းနေတာပဲစိတ်ညစ်တယ်ဗျာသူစိတ်တွေစွာညင်းညူရင်ဖေခန္ဓာကိုယ်ကိုမှပြီးရေဆူအဝိနဲ့တော့ပစိုးအစ်တစ်ကျဲခက်မြင်မြင်လေးပြီးလိုက်တယ်ဒါလေးခဏပဲနေမှာပါပဲသူထွက်သွားလို့သိမကြလဲဆိုတေးယူနဲ့ပြန်ရွှဲနေနေအောင်မှာပဲအဖေကခန္ဓာကိုယ်လေးတစ်ချမ်းဖြတ်ထားပြီးအိယာရဲလင်းနေတဲ့သူကိုအပေါ့အလီသွားတဲ့ကိစ္စတွေဆိုသူကပဲတိုင်ငယ်လွတ်ပေးရတယ်အဖေကလမ်းမလျှောက်နိုင်မိမဲ့လက်ကလေးအနှဲငယ်လှုပ်နိုင်တယ်လို့စကားလဲမပီမတတာပြောနိုင်တော့တာမို့သူအပေါ့အလီတွားကျင်လာပြီဆိုသူ့လက်ဆွဲတော်တောင်ဘူးကိုအားပြုပြီးအခါတကားပေါင်ကိုဒုံဒုံထုပြီးခေါ်တော့တယ်စီးလဲမကြာခဏငွေလာတဲ့သူမို့တနေ့သူစီးသွားထားတဲ့ပစိုးကိုလျှော်ရဖွက်ရတာကသူ့မိမအတွက်နေ့တူဝါလို့ဖြစ်နေပြီသမင်းဆိုင်တစ်ဖက်စေတန်းတက်ရတော့မယ်တားဖြစ်သူလီမဖြစ်ရအောင်ထင်းကြုံရတာတစ်ဖက်လေအလုံများတဲ့မိမကလေးစိန်ရက်ဆက်ဆိုတော့ညှဉ်းညူလာပြီနောက်ဆုံးတော့လေအညစ်ကြေးတွေနဲ့ပြည့်နေတဲ့အဖေအဝတ်စားတွေကိုလျှော်ဖို့ရာကသူ့ကောင်းမော်လူရောက်လာတော့တာမို့သူအငားကထွက်မစွဲခင်အချိန်ကြီးလျှော်ဖို့ခဲ့ရတော့တာပဲတခါတော့လေသူစိတ်ညစ်ရတယ်ကားတွေကဆွဲမကောင်းခရီးသည်တွေနဲ့အဆင်မပြေဖြစ်ပြီးအင်းကိုပြန်လာတဲ့အချိန်တိုင်းမြင်ရတဲ့မြင်ဝဲတွေကပိုအမောဆိုတယ်တညသူ့ကပေါ့အလေးကိစ္စနဲ့ကောင်းကောင်းမအိပ်ရမယ်အေးရေးပြက်လို့အိမ်မယ်မကြံသေးဘူးတကားကိုတဒုံဒုံထူလို့ခေါ်နေတဲ့ကိုကြာတော့သူစိတ်ကုန်စိတ်ပြက်စာဖြစ်ပြီးသူဒီလောက်ပင်ပန်းနေတာနားမလည်ရကောင်းလားဆိုပြီးအဖေကသူ့စိတ်ထဲအမြင်မကြည့်တော့ကွယ်ဒီအိမ်မှာအဖေဟာလကားရှုပ်တဲ့လူပူတယောက်ပဲလို့သူ့မိန်းမမကြားတကြားရင်ရွတ်နေတတ်တယ်လို့သူလည်းတွေးစားပြလာပြီအခုလည်းကြည့်ရုံထုတန်ကြလို့အခန်းထဲအပြေးဝင်လိုက်တာနဲ့ချီးနဲ့သေးနဲ့လူကထောင်းကနေသူ့ကိုစီးကြပြန်နေအစိုးတစ်ထဲလုံးနဲ့ချီးရီသေးရီနဲ့လူးနေတဲ့အဖေကိုကြည့်ပြီးသူ့စိတ်ထဲဒေါသတွေထိမရအောင်လွတ်ထွက်တာပြီးတီးချင်းစောနန်းနေဗျာလို့ရှေးရွရင်အဖေခန္ဓာကိုတီးတီးလေးကိုခက်ကြမ်းကြမ်းမှပြီးချီးသေးတွေကိုခက်မနေရှင်းပြရတယ်ဒါနဲ့လည်းမပြီးသေးဘူးဗိုက်စားတဲ့ဆိုလေထမင်းတစ်ပတ်ကန်ကောင်အောင်တရကြမ်းထိုးခွန်ကြွေးပြီးချေးသေးတွေနဲ့ပြေချင်နေတဲ့ပစိုးတွေကိုလျှော်ရတော့တယ်။သမီးဆိုင်ကလည်းရင်လိုရောင်းမကောင်းတော့ဘူး။ရှင်ကားဆွဲတာလည်းစီဘိုးနဲ့ရတယ်လည်းမရတယ်လည်းဖြစ်ရတဲ့ထင်အခုသူများကားဖို့ပါဝင်တိုက်ခိတ်။ရှင်းမသာရှင်တက်နိုင်ရောပြီးလိုက်။ရွာနိုင်ထောင်းတာကြခါလိုက်တော့ပုံစည်းနှုံးကအရာရာနှစ်ဆတက်နေတာ။အသားစည်းတွေကခေါင်ခိုက်ရပြီ။3-4ထောင်မူလောက်ဆိုတရက်တောင်မရ။ဒီကြားတဲ့ရှင့်ဘီကလူဟမသာဆိုရင်စားလိုက်ရင်လည်းကြက်သားလေးနဲ့မှဝမ်းမီကလည်းကောင်းလိုက်တာ။စစ်တော့အသက်ရှင်နေရတာပဲ့မှန်းလာစိတ်လည်းကုန်လာသူ့မိမရဲ့ပြစ်တင်စုပြတန်ဆုံးတော့ဒီရပိုင်းကားဆွဲမကောင်းလို့ညစ်နေတဲ့စိတ်လက်တလောသူများကားကိုဝင်တိုက်မိလို့အယုံမပေးနိုင်လို့ညစ်နေတဲ့စိတ်တွေကပွေချပေးလိုက်တယ်တယောက်တခွန်းစကားများရာကနေနောက်ဆုံးအော်ဟစ်စုပူတဲ့အထိရံပွဲကအကြီးအကျယ်ဖြစ်သွားတော့တယ်ဖေနဲ့ပတ်သက်ပြီးစလိုက်တဲ့ဇလန်အဖေကြောင့်ဖြစ်ရတာလေဒီဒေါသတကြီးအော်ဟစ်ပောက်ကွဲခဲ့တယ်အဲ့ဒီနေ့နောက်ပိုင်းမှာအဖေဟာအရင်လိုစားတော့သိမစားတော့တယ်လို့ခါတိုင်းမပီမသားထွက်လာတဲ့စကားတန်တော့ဖေစီကမကြားရတော့ဘူးအဖေခန္ဓာကိုယ်ဟာကချေးချေးဖြော့တော့ပိန်နေသွားပြီးသိမကြခင်မှာပဲအဖေရဲ့အသက်80ပြည့်မွေးနေ့နဲ့မြေလာတိုက်တဲ့နေ့မှာအဖေဆုံးပါသွားခဲ့ပါလေအဖေဆုံးသွားတော့သူ့စိတ်ထဲဝမ်းနဲ့စိတ်ထိခိုက်တဲ့စိတ်ထက်အချိန်တော်ကြာလေးလေးလန်လန်ထမ်းမိုးထားတဲ့ဝင်တို့ကြီးတစ်ခုလွတ်ကျသွားလို့
ပေါ့ပါတော့တယ်လို့ခံစားရတာကိုတော့သူဝန်ခံပါတယ်။ဒါပေမဲ့သူ့ရဲ့အဲ့ဒီစိတ်ဟာတိကျကျမခံလိုက်ပါဘူး။ဈေးထဲမှာသမင်းဆိုင်ခတ်တီးဖွင့်ထားတဲ့သူ့မိမဟာဆိုင်မှာသမင်းလာစားနေကြဈေးကရုပ်တဲ့အကောင်နဲ့လိုက်ပြေးသွားလေရဲ့။ဒင်းကရှေ့ဆောင်ပြီးလမ်းပြလုတ်ခဲ့တော့ဒင်းနဲ့ရတဲ့ဆယ်တဲ့ကြောင်သားဖြစ်သူကလည်းအချိုးပြောင်းပြီးပြပြတီတီဝီလီလီဖြစ်လာရုံနဲ့မကဘူး။ကျောင်းလောင်စမတက်တော့ပဲမိမပါခိုးပြေးသွားသေးတယ်။ကျောင်းကလည်းမပြီးအလုတ်ကလည်းမမေရမရှိတာမို့နောက်ဆုံးတော့လေဤပါအိမ်ပေါ်ပဲပြန်တက်ပြီးအခန့်လာထိုင်စားနေုံကပါဇက်တစ်ပေါက်ပါတိုးလာတော့ဟုတ်သူ့မှာရင်ကထက်ကားထွက်နေတဲ့အချိန်ကသာပိုများလာတယ်။အဲ့ဒီနေ့ကမိုးတအားရွာတယ်။မိုးမုန်နေကြမှာညိုလိမထားနေဖြစ်ရကြီးတခုနဲ့သူကြုံလိုက်ရတယ်။ကားလန်ကျော်မှန်မောင်းနေတဲ့သူ့ကားလေးစီဘရိတ်ပေါက်ပြီးရောက်လာတဲ့ဘတ်စကားကြီးကသူထိုင်နေတဲ့ဖက်ချန်စီချက်တိုက်ခဲ့တယ်။လော့တောင်အင်းတလေးဆိုသူ့ကားကကားရုပ်လေးကိုစစ်စစ်ညက်ညက်ကြီးအောင်ထုရိုက်ထားတယ်လို့ပိန်နေသွားတာကိုသူမှတ်မိနေတယ်။အဆိုးတွေကကောင်းမှုပဲဆိုရမလား။ဒါမှမဟုတ်သူ့ဘဝအတွက်ကန်ဆိုးမှုလိုပဲပြောရမလား။ဒီမသေးခဲ့ပေမဲ့ကားတဲ့ညက်နေခဲ့တဲ့သူ့ခြေထောက်တွေကတော့လုံးဝမလှုပ်ရှားနိုင်တော့ပါဘူး။အရင်ကအဖေအိပ်ရတဲ့အချိန်ကလဲခဲ့တယ်လို့သူလည်းအဖေကြီးသူ့ဘဝရဲ့လက်ကျန်ချိန်တွေကိုသူများကြည့်ပြတာပဲဖြစ်ဖြစ်မကြည့်ပြတာပဲဖြစ်ဖြစ်အကူအညီယူရေးအခန်းကျင်းလေးထဲမှာပဲကွန်ဆုံရတော့မှာပါလားတွေးလျော်သူ့စိတ်ထဲအလန့်တကြားဖြစ်သွားတော့တယ်။တစ်ဆက်သေးဆိုသလိုအဖေခံစားချက်ကိုနားမလည်ခဲ့ပဲအဖေအပေါ်ယေရှုနေတဲ့မိသားတွေကိုပြန်အားနာပြီးစိတ်ထိခိုက်ဖြစ်နေကြီးရောလေ။ဒီလိုဖြစ်သွားတော့ရှားတဲ့ရိုးချင်းငွေကြီးတွေကသားဖြစ်သူနဲ့ချွေးမဖြစ်သူလောက်ကန်စားတော့ဖို့အရင်ကြီးထုတ်ပေးခဲ့တယ်။ချွေးမဖြစ်သူကအဲ့ဒီပစံကြီးနဲ့လမ်းထိပ်မှာကွန်းဆိုင်ကြီးထောက်ဖွင့်နေစားတော့ရုံမှာပဲ။တစ်သက်လုံးကလက်ကြောမတင်တဲ့သားတော်မောင်ကတော့လုံမလုံတဲ့အပြင်အရက်ကလေးတမြတ်ရလောင်းကစားလေးပါစစ်ပါလိုက်သေးတယ်။အရက်ဖို့လောင်းကစားဖို့ကိုဒီကုန်းကုန်းလေးကလည်းနှိုက်နေလေတော့အရင်ကပြုတ်တလက်သူ့ချွေးမကအရက်သေးကနေပြန်သူသမားစီလက်ချေးငါပြီးအရင်တေးလိုက်နဲ့ဒီလိုနဲ့ရတန်ကြံလဲနေတော့တယ်။တခါဒီလေပိုက်စာနေတဲ့အချိန်ဆိုချွေးမဖြစ်သူဈေးထွက်ရာကစံနှွေးစီဘူးလေးဝဲကဒီတစ်ပိုင်းပြန်လာချက်ပြုတ်ချိန်ကိုသူ့မှာညှော်ရတယ်။သူကလည်းခြေလက်တွေသာဆုံးရှုံးပြီးမလို့မရှားနိုင်တာဖြစ်သွားတာဝမ်းမီကတက်နေုံကြပါရဲ့။ငါတိစီအတုံမြုံနေတာစားလို့ကောင်းနေုံရဲ့။လိုက်ဆန်လိုက်တာတကြောပြီးခဏကြတော့ချွေးမလို့သူကထမင်းပကံကြီးကင်ပြီးသူ့နားမှာစောင့်အောင်ဒီလက်ချပေးသွားတာမို့ပကံလေးကထမင်းစီတွေဟာကျန်းတင်ပေါ်ကိုဖိတ်ကြကုန်နဲ့ဆနိုင်မောနဲ့ဆိုတဲ့ချွေးမလို့သူရဲ့ပြစ်တော့မကြည့်မလဲအပြောကိုမကြားဟန်ပြီးဟာနေတဲ့ဝမ်းကိုဖြည့်ဖို့သူအတော်ကြိုးစားရတယ်။မိုက်ဆာလို့တုံနေတဲ့လက်တွေကဇွန်းလေးတစ်ချောင်းကိုတော့မထိန်နိုင်အောင်ပဲဖြစ်နေတာမို့သူ့ပါစက်ထဲအခုတိထနင်းတလုတ်တာမဝင်သေးပဲနောက်ခုလက်မှတင်ပြန်ပြစ်ကြနေတော့တယ်။သူ့ပါစက်ထဲထမင်းတလုတ်ခက်ခဲဝင်သွားတဲ့အချိန်မှာပဲအိမ်ရှိကဆွဆူညံ့ညံ့အတန်တွေကိုကြားရတော့တာပဲ။အလကားသုံးဆမရတဲ့ဟာအစင်ကြီးလားမကြည့်ဘူးလားလည်းမသိစားနိုင်လို့နေပြီးမှကတမျိုးလုတ်တာပဲနေရမရှိတာအားနဲ့မူးယူတက်စားပြီးရဲ့အရှက်သမားလောင်းကစားသမားလင်းကတမျိုးပေပဲမသိနိုင်ကြတော့ရော့ဒီမှာရှင်ပြီးချီးသေးတယ်လူးနေတဲ့အဝတ်တွေရွှေတင်ရှော့အရွှင်နဲ့လှတ်တာပြလိုက်တော့စက်တော့လုံးမပြီးနိုင်တော့နောက်ထမင်းတလို့ကိုစားဖို့ထမင်းပကံစီနှမ်းမို့ရရွှဲနေတဲ့သူ့လက်တွေဟာဒီထဲမှာတင်တန့်သွားတော့တယ်သူချစ်ပြီးအလိုလိုက်ခဲ့တဲ့သားမျက်နှာတစ်ချက်အပြတ်မခံပဲလူရဖြည့်စည်းပြီးချစ်ခဲ့ရတဲ့သားရဲ့နောက်ဆက်တွဲစကားတန်ဟာသူ့နားထဲကိုခက်ပြင်းဝင်ဆောင်တယ်တုံမြင်နေတဲ့လက်ဟာဇွန်တစ်ချောင်းကိုတော့မကင်နိုင်လို့လောက်အောက်ကိုကျကျသွားတယ်တောက်လို့ရှုပ်ပါကွာဒီဖိုးကြီးကိုရိတ်တာပို့ချင်တဲ့ပို့ဒါမှမဟုတ်လေဝေးထုတ်တထုံနဲ့လမ်းပေါ်မှာတတ်ချင်တဲ့ပြက်အမြင်မတော်ရဲ့သူခေါ်သွားလိမ့်မယ်ကြိုက်တူတာလွတ်လိုက်တော့ငါတော့အရက်တောက်တာလိမ့်မကြည့်သေးလို့ဒေါသထွက်နေတာပဲကြည့်တယ်ဟဲ့ဖះသူကပြောလိုက်တဲ့စကားတွေနဲ့သူမြည်တဲ့စကားတွေသူဗမာเจ้าဖို့ဖူးခဲ့ပါလေ
ရှုတရဆိုသည်သူမိထားခဲ့တဲ့အဖေပုံငယ်ဟာသူ့မျက်ဝန်းနဲ့ပြက်ပြက်ချင်းချင်းပေါ်လာရဲ့သူတကူလုံးအေးဆက်တုံရင်လာတယ်လို့သူရင်ထဲတစ်ခုခုကဆွဲဆုပ်ဖြစ်ညစ်ထားတယ်လို့ဆူဆူနစ်နစ်ကြီးခံစားလိုက်ရတယ်။အခေါင်းတရှုပ်ရှုပ်နဲ့တွက်တာလို့တော့ဝင်လာခဲ့ကြတယ်။ခြေသေးတွေနဲ့ညစ်ပတ်ပြီးရှုပ်ပွားနေတဲ့အခန်းချင်းလေးကိုဝိကြည့်မိတဲ့သူ့မျက်ဝန်းမှာမျက်ရည်ပူကဖုံးမှလာရဲ့။အားငယ်သိငယ်စိတ်အကြည့်မချူယူဆူခံနေရတဲ့စိတ်တွေနဲ့ညစ်ပတ်နေတဲ့ခန်းငယ်လေးမှာနှစ်ရှည်လာများဘလို့စိတ်တွေနဲ့များအဖေတယောက်ကြီးလေးထိုင်နိုင်ခဲ့တာပါလေသူအငှားကားနဲ့တခြားကားအင်းဂျင်ထန်ထန်ဝင်တိုက်မိပြီးရောကြေးမပေးနိုင်လို့စိတ်ညစ်နေရဲ့ချိန်မိမလုတ်တီနဲ့အကြီးအကျယ်ရဖြစ်ခဲ့ပြီးလူမမအဖေပေါ်မစီမဆိုင်အပြစ်တွေပြောဆိုခဲ့တဲ့နေ့ကစကားများတွေဟာသူ့စီဦးလှည့်လာခဲ့ပြီအဖေရင်နေကလတ်တော်များစိတ်ထိခိုက်ခံစားခဲ့ရရှာလိမ့်မယ်သူမတွေးမိခဲ့ဘူးဟုတ်တယ်အဲ့ဒီနေ့နောက်ပိုင်းမှာအဖေဟာတိတိတသာစကားနေသွားတယ်လို့အရင်လိုတောင်ကြီးနဲ့ခောက်နေကြသူ့အခန်းတကားကိုတောင်စုံမတဲ့နေ့ကြီးမခောက်ခဲ့ပြီနောက်2 လကြာအဖေသေးဆုံးခဲ့တယ်သူ့မွေးလေးနဲ့မွေးလာတတ်တယ်အသက်80ပြည့်နှစ်မှာအဖေသေးဆုံးခဲ့တာမဟုတ်ဘူးတကယ်တော့အဖေဟာသူမမိုက်ရိုင်းရိုင်းမပြောတင်မပြောအပ်တဲ့စကားစော်ကားပြောဆိုခဲ့တယ်အဲ့ဒီနေ့ကလေးကတေဆုံးသွားခဲ့လေဆိုတာအခုတော့သူနားလေသွားပြီဟုတ်တယ်အဲ့ဒီနေ့ကအဖေတကယ်တေဆုံးသွားခဲ့ပါသည်